ရာပင်မနှွမ်းနေမှုတွေကိုဖြေဖျောက်ပေးမယ်အေးချမ်းသောနေရာမိသားစုတွေကိုပျော်ရွှင်နှွေးထွေးမှုဖန်တီးပေးမယ်နေရာအန္တရာယ်မျိုးစုံကြားရောက်မှုကိုကာကွယ်ပေးမယ်နေရာအဲ့ဒီနေရာကတော့လူတိုင်းရဲ့အိမ်မက်နဲ့စိတ်ကူးတွေမှာအမြဲမြုံလင်းတောင်းတတကြတဲ့နေထိုင်ရာအိမ်လေးပဲပေါ့ခုလိုအိမ်မျိုးလေးကိုအလူမီနီယံနဲ့မှန်များအသုံးပြုထားပြီးတာယာအနေနဲ့လည်းတထောင်တနေရာမှာပါဝင်ခွင့်ရတဲ့အတွက်လည်းဂုဏ်ယူမိပါတယ်ရှင်အခုဒီအိမ်မှာတက်ဆင်ပေးဖြစ်တာလေးတွေကတော့မှန်တွေကိုအထူးသုံးပြုတက်ဆင်ပေးထားတဲ့မှန်အမှုဝရဏလက်ရန်လေကားလက်ရန်စလိုက်တကားမှန်ပြင်းများနဲ့အတူခြေကျော်တွန်းပွင့်တကားတွန်းပွင့်တကားများကိုလည်းအကောင်းမွန်ဆုံးသောပစ္စည်းများအသုံးပြုပြီးတော့အသေးသက်ဆုံးလက်ရများနဲ့တာယာမှဂယုတစိုက်တက်ဆင်ဆောင်ရွက်ပေးခဲ့ပါတယ်အိမ်ဆိုတာမိသားစုနဲ့အတူဘဝကိုတည်ဆောက်ရာအိမ်မက်တွေရဲ့ဗဟိုချက်ပါတဲ့အိမ်မက်တွေအကောင်တွေဖို့ရဲ့အိမ်ကလေးတစ်လုံးတည်ဆောက်ချိန်မှာတာယာမှအလူမီနီယံမှန်များဖြင့်ဝိုင်းဝန်းကူညီအကောင်တွေဖို့ပေးပြစီရှင် Be right try be with Taya